hello အားလုံးမင်္ဂလာပါကျွန်တော်ကတော့ Anyshine ဖြစ်ပါတယ်ဒီနေ့ထိုင်းလန်ကိုသွားဖို့အတွက်လေဆိပ်ကိုရောက်ရှိရပဲဖြစ်ပါတယ်ခီးစဉ်အစားပြုဖို့အဖွင့်ဆုတောင်းနဲ့ဖွင့်ဆုတောင်းပေးရနဲ့အန်ဒီတို့အခုလေရင်ပုတ်ဖို့သွားနေပါပြီ see you in Chiang Mai bye byeရှမိုင်လေးစိတ်မှာ luggage တွေယူရပြီးတော့လို့ရှိရင်ဟိုတယ်ကိုသွားရပေါ့ဒါပေမဲ့အဲ့ဒီမှာအရန်ပင်ပန်းနေရမလို့ video record တော့မလုပ်နိုင်ခင်မိပါဘူး The next day အဲ့ဒီအချိန်မှာပြန်တင်းပြီးရတယ်။ငါသိလို့ရှိရင်ငါဘယ်လိုပြောမလဲဆိုရက်အရာကိုပြန်မေးပြီးတော့ကဲတင်ချင်းစိတ်ချမှုရှိမနေဘူး။အရင်ကြောက်သွားခဲ့တယ်ချင်းမိုင်မှာ2ရက်နေပြီးတော့ဘန်ကောက်ကိုခရီးဆက်ထွက်လာတာပဲဖြစ်ပါတယ်ပြင်ပရသည့်အတူကတော့မူလေးအနေငယ်ရွာထားပါတယ်ပြီးတော့ကားကိတ်မှာအနီ orange juice လေးဝယ်ထားရပေါ့နော် orange juice ကိုကားပေါ်ရောက်ရှိမဲ့တောက်တယ်ပြီးအခုဒီဟာကတော့အခုတွေ့နေရတာကတော့ချင်းမိုင်ဘန်ကောက် highway လမ်းမကြီးပေါ်မှာပဲဖြစ်ပါတယ်ပြီးတော့လို့ရှိရင် express ကားပေါ်မှာပေါ့နော် service နေနဲ့သူမုံနဲ့အေးတဲ့ show ကိုလည်း provide လုပ်ပေးရဲအခုဆိုရင်တော့ဖြင့် Bangkok ကိုရောက်ရှိလို့လာပါပြီ Bangkok ရောက်ရှိမဲ့ investment banking ဆန်းဟုန်နဲ့ virtually တွေ့ပါတယ်အခုပစ္စည်းကားပေါ်ကနေချရဲပေါ့နော်ပြီးတော့ hotel မှာ check in လုပ်တယ်ပြီးတော့ရှိ luggage တွေ hotel ထဲယူသွားပါတယ် Now is dinner time and after that I slept good nightနောက်ရကြတော့အနီတို့တွေဘန်ကောက်မှာရှင်နေရချိုသွားလေပါတယ်အရင်ဆုံး shopping ထွက်ပါတယ်ဒါကတော့အနီကြိုက်ဆုံး group ဖြစ်တဲ့ red velvet ပုံလေးပေါ့နော်တွေ့လို့ရိုက်လာတာပြီး BTS sky train ကိုစီးပါတယ်အဲ့ train ထဲမှာတအားလူကျက်ပါတယ်ဒါပေမဲ့လည်းအမိအရပေါ့နော် record ယူလာနိုင်ခဲ့တယ်ပဲတော့များနိုင်သေးတယ်ဒါကတော့အပေါ်ကနေတွေ့ရတဲ့ area view ပဲဖြစ်ပါတယ်ထားပေါ်ကနေတွေ့ရတာပဲဖြစ်ပါတယ်ပြီးတော့ထားပေါ်ကနေဆင်းလာတယ်ပေါ့နော်မူပြန်ရင်ထားနေပြီးတော့ဆင်းလာပြီးတော့အခုလမ်းလျှောက်ပါတယ်လမ်းလျှောက်နေရင်းနဲ့လေးပေါ့နော်လမ်းလျှောက်နေရင်းနဲ့လေးပဲများလိုက်ပါသေးရဲ့ကျမလာPattaya City Resort ကိုရောက်ရှိလို့လာပါပြီ။အဲဒီတို့ရောက်တဲ့အချိန်က7 နာရီလောက်ဆိုတအားနေပြီးတော့ဓာတ်ပုံတော့ကောင်းကောင်းမရိုက်လာနိုင်ခဲ့ဘူးပေါ့နော်။နေတအားပူတော့အမှရှိရ street food ဆိုင်လို့ခေါ်မလား။အဲ့ဆိုင်နဲ့ခဏဝင်လာတယ်ပြီးတော့ထုံးစံတိုင်းပဲပေါ့နော်။ထုံးစံတိုင်းပဲကျမတော့ပဲများလို့မဆုံးပါဘူး။အဲ့အမအကျော်စုံလေးလာရောင်းနေပေါ့နော်ဆရာမိုးဆက်စမှုကတော့အညီတို့အကျော်လေးဝယ်ကျွေးရဲ့အညီကတော့စားတာပေါ့နော်ဝယ်ကျွေးသူရှိရလဲစားတာပေါ့နော်တစ်လုံးနှလုံးသုံးလုံးတစ်လုံးပြီးတစ်လုံးစားတယ်ပေါ့နော်စားလိုက်စကားများလိုက်နေပေါ့နော်အဲ့လိုပဲစားရင်ပြောရင်စားနေပဲအများကြီးစားဖြစ်သွားပါတယ်ဒါကတော့အညီတို့ဒီ mission trip ထွက်လာတဲ့group members တွေပဲဖြစ်ပါတယ်ဒါကသူလေးဆိုတော့ဒါကတော့အနီရှိုင်းကျမပဲဖြစ်ပါတယ်ကျမတို့ထုံးစံတိုင်းပဲပေါ့နော်ပေးများလဲနေတာထိုင်တာရှိတဲ့သူမျိုးဆိုတော့လို့ပဲတကယ်တော့အနီကပေးများတာဟိုအလားကြိုက်တာပေါ့နော်ဒါလူတွေပေးများတယ်လို့ထင်ကြတာပေါ့နော်ဒါပါပဲအခုကတော့ပတ်တရား beach ကနေ hotel ကိုပြန်နေပါပြီနောက်တစ်နေ့ကိုရောက်ရှိလို့လာပါပြီအနီအခုရောက်နေတဲ့နေရာလေးကတော့ဘယ်နေရာလေးဆိုတော့အနီမသိပါဘူးအဲ့နေရာလေးကလီအရန်တိုက်တယ်လိုင်းခတ်တန်လေးလည်းအရန်နားထောင်လို့ကောင်းတယ်တက်ပုံရိုက်လို့ကောင်းတဲ့ photo spot တွေလည်းအများကြီးရှိပါတယ်အနည်းဆိုတက်ပုံအများကြီးရိုက်ခဲ့သေးတယ်ပြီးတော့အဲ့ဒီနေရာလေးရဲ့ထူးခြားချက်ကတော့သူ့နေရာလေးအဲ့မှာပေါ့နော်ငတ်ကလေးနဲ့ငတ်လက်လက်လေးနဲ့တက်ပုံရိုက်လို့ရတာပေါ့နော်ငတ်ကတော့ဘာအမျိုးအစားလေးတော့အနည်းမသိပါဘူးဒီအမှငတ်ကလေးနဲ့တက်ပုံတွေဗီဒီယိုတွေအများရိုက်ခဲ့တယ်ပေါ့နော်တကယ်တော့အဖြူရောင်လေးနဲ့ရိုက်ချင်တယ်ဒါပေမဲ့ပထမတစ်ခေါက်သွားကင်တော့သူနည်းနည်း aggressive ဖြစ်တယ်တော့ aggressive ဖြစ်တော့အနီမရိုက်ခဲ့ရပါတော့ဒါပေမဲ့နောက်ဆုံးပြန်ခံနီးမှထပ်ပြီးတော့ try ကြည့်မယ်သူဥစားကျွန်တော်တပုံရိုက်ချင်တာဟုတ်ဆိုတော့နောက်ဆုံးတော့အနီရိုက်နိုင်ခဲ့ပါပြီပြီးတော့အိမ်ငတ်ပိုင်ရှင်ရပေါ့နော်အနီကိုဘာလဲမသိပြောတာထိုင်းလူတွေပြောတော့အဲ့တလုံးမှနားမလဲပေါ့နော်သူပြောတော့ပြောတယ်ပေါ့နော်ဘာမှနားမလဲခဲ့ဘူးဒါပေမဲ့နောက်ဆုံးမှအနီသိတဲ့ထိုင်းစကလုံးလေးတစ်လုံးနဲ့သူ့နှုတ်ဆက်ခဲ့ပါတယ်远程啊ขอบคุณค่ะ
ငှက်ကလေးနဲ့ဓာတ်ပုံရိုက်ပြီးရတယ်အရန်ချစ်စရာကောင်းတဲ့ကလေးလေးနဲ့ပေါ့နော်မိသားဟာရဖွဲ့ဖြစ်ပါတယ်ခရီးစဉ်ရဲ့နောက်ဆုံးပိုင်းကိုရောက်ရှိလို့လာပါပြီ။ဂျားထဲမှာအနီတို့ဖျားเจ้าတော်တော်များများကိုရောက်ခဲ့ပေမဲ့လည်းအနီ record မလာနိုင်ခဲ့မိပေါ့နော်ဆိုတော့ဒီ vlog ထဲမှာတော့မပါတော့ပါဘူး။အခုကတော့ Bangkok Suvarnabhumi Airport မှာပဲဖြစ်ပါတယ်။ check-in လုပ်ပြီးပြီဆိုတော့အနီတို့အပေါ်တက်သွားပါတယ်ပြီးတော့အနီတို့ကပေါ့နော်မြန်မာ National Airline နဲ့ပြန်มาဖြစ်တဲ့အတွက် KC4 မှာတော့စောင့်မှာပဲဖြစ်ပါတယ်။ဒီဆုံးပေါ့နော် boarding time မရောက်ခင်မှာအချိန်အားနေတဲ့အအတွက်အမရောင်းတဲ့ပစ္စည်းလေးတွေပေါ့နော်လိုက်ကြည့်ပါတယ်ကြည့်ပြီးတော့ကိုင်ခဲ့ပါတယ်ကိုင်ရုံလေးပဲကိုင်တာပေါ့နော်မွေးနိုင်ဘူးဆိုတော့လေအနီက K-drama fan ဆိုတော့အဲ့ Subway က sandwich တအားစားချင်တာပေါ့နော်နောက်ဆုံးတော့အနီရဲ့ wish တွေရဲ့တစ်ခုဖြစ်တဲ့ဟာလေးကိုအနီဖြည့်ဆည်းနိုင်ခဲ့ပါပြီပြီးသွားလို့ရှိရင်အခုကတော့လီရင်ဘောကိုရောက်ရှိလို့လာပါပြီလီရင်ဘောမှာနည်းနည်းလေးအေးရပေါ့နော်ဆိုတော့ဟိုဒီလေးကိုလိုက်ပါတယ်ချီးရပြီပြင်တယ်ပါပြီအခုဆိုရင်အမိမြေကိုအိမ်လည်းရောက်ရှိလို့လာပါပြီဒါကတော့ရန်ကုန် airport မှာပဲဖြစ်ပါတယ်အနီမျက်နှာမှာလည်း make up တွေမရှိတော့ဘူး lipstick လည်းမစိုးနိုင်တော့ဘူးပေါ့နော်အလိုက်လည်းမပြင်နိုင်တော့ပါဘူးဒါပေမဲ့လည်း I think I'm still cute though arrival ရတခုပြောပြမယ်ဒီလားဖနက်ကလေရောက်ခါနီမှာပြတ်သွားတာအဲ့ high heel အမြင့်ယူထုတ်စီးလာခဲ့ရသေးရဲ့ဒါကတော့ arrival gate မှာအလှလေးပြင်ပြီးတော့အပားတို့စောင့်နေတဲ့အင်းဆိုင်ပဲဖြစ်ပါတယ်